ကိုမောင်ကမြင်လာတဲ့ကိုကြက်သိန်းနေထားဒါပေမဲ့မမတတ်တလောက်မှတ်တလောက်သိတလောက်ပြန်ဖြေပေးမယ်နော်မမတဲ့ဟေးမိန်းကလေးတွေကပြောအောက်ကပီပီမှာဘာကြောင့်အကွဲလေးပါလာလဲဟင်အဲ့အောက်ကပီပီမှာကွဲလေးပါရတဲ့အကြောင်းရင်းကမောင်လေးတို့လူလောကနဲ့ထွက်လာလို့ရပြင်းပေါက်တစ်ဖွဲပါရတာပေါ့မောင်လေးရဲ့အဲ့ဒီကွဲချောင်းလေးတာမပါခဲ့ဘူးဆိုလို့ရှိရင်မောင်လေးလည်းလူလောကနဲ့ထွက်လာစရာအပေါင်းမရှိဘူးလူဖြစ်လာစရာအကြောင်းလည်းမရှိဘူးမောင်လေးရဲ့အဲ့ဒါကြောင့်မို့လို့အဲ့ဒီကွဲချောင်းလေးကပါရတယ်ကွအဲ့ဒီအကွဲချောင်းလေးတာမပါခဲ့ဘူးဆိုလို့ရှိရင်မောင်လေးလူလောကလေးကိုဘယ်အပေါက်ကနေထွက်လာမလဲထွက်လာစရာအပေါက်ဆိုတာမရှိဘူးလေကွယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီအကွဲချောင်းလေးကပါရတယ်ကွမမဖြေပေးလိုက်ပြီနော်ရိုင်းတယ်လို့တော့မထင်လိုက်ပါနဲ့ရိုင်းတယ်လို့ထင်တယ် sorry ပါလို့တီးတလောက်တတ်တလောက်လေးဖြေပေးရတာပေါ့ကွယ်